ခရစ်ယာန်တယောက်ဖြစ်လာရင်ပေါ့နော်အရာတိုင်းကအစင်ပြေနေရမယ်အမြဲတမ်းပျော်နေရမယ်အစင်မပြေဒုက္ခရောက်လာရင်ဖခင်ကိုအားကိုးလိုက်အရာတိုင်းက okay မှာဆိုပြေတော့မယ်ဆိုမှကျမတို့အများစုကဒီအရာလေးနဲ့ကျမတို့ကကြီးပြင်းလာကြတာဖြစ်တယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝကိုကျမတို့ကြည့်မယ်ဆိုရင်ပေါ့နော်တစ်ခါတလေကြရင်ကျမတို့စိတ်ထဲမှာငါအစင်မပြေဘူးငါဝမ်းနည်းနေတယ်ငါအယံခံစားရတယ်ငါဆက်မသွားနိုင်တော့ဘူးဆိုပြီးမှကျမဝန်ခံခြင်းတဲ့အချိန်တွေလူတိုင်းစီမှာရှိခဲ့ကြမှာပဲကျမတို့လူသားတွေကပေါ့နော်တစ်ခါတလေကျမတို့ပြောတဲ့အရာနဲ့ကျမတို့အတွင်းထဲမှာဖြစ်နေတဲ့အရာတွေကအမြဲတမ်းလို့မတူညီတတ်ကြဘူးပေါ့နော်အဆင်ပြေပါတယ်လို့ကျမတို့ပြောနေပေမဲ့အထဲမှာကျမတို့ကဝမ်းနည်းနေတာမျိုးဘာမှမဖြစ်ပါဘူးလို့ပြောနေပေမဲ့အတွင်းထဲမှာနာကျင်နေတာမျိုးဖခင်သခင်ကအရန်ယုံကြည်ရဲလို့ပြောပေမဲ့အတွင်းထဲမှာကြောက်နေတာမျိုးစသဖြင့်ပေါ့နော်ကျမတို့ရဲ့ဒီစိတ်တွေကိုကျမတို့ကိုယ်တိုင်ကြုံတွေ့ခံစားနေရတာဖြစ်တယ်အဲ့ဒါကိုကျမတို့ကလိန်နေတယ်ညာနေတယ်ဟန်ဆောင်နေတယ်ဆိုမှကျမတို့ကတတ်မှတ်လို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ကြောင့်တချို့ခံစားချက်တွေကိုကျမတို့ကကိုလက်ခံဖို့ရန်အတွက်ငါဒီလိုဖြစ်နေတယ်ငါဒါတွေကြုံနေတယ်ဆိုတော့ကိုယ်တိုင်ဝန်ခံဖို့ရန်အတွက်တောင်မှကျမတို့လုံခြုံတယ်လို့မခံစားရတဲ့အတွက်ကြောင့်မို့ကျမတို့ပြောတဲ့အရာနဲ့ကျမတို့ခံစားနေရတဲ့အရာတွေကအမြဲတမ်းဆန့်ကျင်ဘက်တွေဖြစ်နေတတ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ကြတော့ငါဝမ်းနေတယ်လို့ပြောလို့ရှိရင်အားနေတယ်လို့အထင်ခံရမှာကြောက်ကြတယ်။ငါဒါမလုပ်နိုင်တော့ဘူးကွာလို့ပြောလို့ရှိရင်မင်းလောက်ထိယုံကြည်ခြင်းအားနေရလားဆိုပြီးမှလည်းကျမတို့ကကြောက်ရတယ်။အကူကြီးလိုတယ်ကွာငါ့ကိုကူညီပါအောင်လို့ပြောလို့ရှိရင်လည်းအကူကြီးတောင်းရမှာကျမတို့တို့အင်မတန်မှခက်ခဲတယ်။ဘာဖြစ်လို့လဲဆိုတော့ကြတော့တစ်ဖက်လူကိုအကူကြီးတောင်းလို့ရှိရင်ကျမတို့ကပြောလို့ရှိရင်အားနေတဲ့သူဖြစ်သွားတာပေါ့နော်။အဲ့ခါကျတော့ကျမတို့ကအကူကြီးတောင်းဖို့ရန်အတွက်လည်းအင်မတန်မှခက်ခဲကြတယ်။အဲ့ဒီနေရာမှာပေါ့နော်ဘာဝင်လာလဲဆိုတော့ကြောင့် shame နဲ့ဝင်လာတာဖြစ်တယ်။အဲ့ဒီ shame ကကျမတို့ကိုမင်းဘာဖြစ်နေရလဲလို့မမေးဘဲနဲ့ပေါ့နော်။မင်းဘာကြောင့်မို့ဒီလိုလူဖြစ်နေရတာလဲဆိုပြီးကျမတို့ကိုပြန်ပြီးမှတိုက်ခိုက်စေတဲ့ဒီအတွေးတွေကဝင်လာတာဖြစ်တယ်။ကျမတို့အများစုကပေါ့နော်ငယ်ငယ်လေးကနေမင်းမငိုနဲ့မင်းယောက်ျားလေးပဲဒါလေးတောင်မှမခံနိုင်ဘူးလားအဲ့လောက်လေးနဲ့မခံစားနဲ့စားတဲ့ဒီတွင်တင်ချက်ပေါ့နော်စားတဲ့ဒီစကားတွေနဲ့ကျမတို့ကကြီးလာတဲ့အခါကျတော့ပေါ့နော်အဲ့ဒီစကားတွေကကျမတို့အတွက်ပိုပြီးမှရည်ရွယ်ချက်ကောင်းတာတွေတော့ရှိနိုင်ပေမဲ့ပေါ့နော်တချို့တော့ဒီ message တွေတချို့တော့ဒီစကားလုံးတွေတချို့တော့ဒီတွင်တင်ချက်တွေကပေါ့နော်ကျမတို့ခံစားချက်ကိုဖြေရှင်းဖို့မသင့်မဲနဲ့ကျမတို့ခံစားချက်တွေကိုဖိနှိပ်ထားဖို့ဖုံးကွယ်ထားဖို့လစ်လျူရှုထားဖို့သင်ပေးတယ်လို့ဖြစ်သွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျမတို့က emotional suppression ဆိုပြီးတော့ကျမတို့ခေါ်လို့ရှိတယ်ပေါ့နော်အထူးသဖြင့်ကျမတို့ဒီအာရှနိုင်ငံတွေမှာအဖြစ်များတဲ့အရာဖြစ်တယ် shame ဆိုတဲ့ဒီ culture ထဲမှာကျမတို့ကကြီးပြင်းလာရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီຢာရည်နဲ့ကျမတို့ကနေသားကြလာတဲ့အခါမှာခံစားချက်တွေကိုထုတ်ဖော်ဖို့ရန်အတွက်အင်မတန်မှအခက်ခဲလာကြတာဖြစ်တယ်ဥပမာပေါ့နော်ဝမ်းနေတယ်ဒါပေမဲ့မငိုဘူးဒေါ်တော့တအားထွက်နေတယ်ဒါပေမဲ့ငါဘာမှမဖြစ်ဘူးလို့ပြောတယ်ပင်ပန်းပေမဲ့ငါမပင်ပန်းဘူးငါဆက်လုပ်ရမယ်ဆိုပြီးကိုတွန်းအားပေးတယ်အဲ့လိုနေတာကြာလာတဲ့အခါမှာကျမတို့စိတ်ထဲမှာဘာတွေခံစားနေရလဲဆိုတဲ့ဒီခံစားချက်ကိုကိုတောင်မှမသိတော့ဘဲနဲ့တတိမထားမိတဲ့အချိန်ကာလတွေကျမတို့ရောက်လာတာဖြစ်တယ်အဲ့ခါကျတော့ emotional health ပေါ့နော်ကျမတို့စိတ်ကျန်းမာရေးဆိုတာကကြတော့ခံစားချက်မကောင်းတဲ့ခံစားချက်တွေမရှိတာပြောတာမဟုတ်ဘဲနဲ့ဒီခံစားချက်တွေရှိနေတာကိုသိပြီးမှတတိထားပြီးမှဒါကိုကျမ်းမာတဲ့နီလန်းနဲ့ပြန်ပြီးမှကင်တွယ်နိုင်ခြင်းကိုကျမတို့ကပြောနေခြင်းဖြစ်တယ်။ဒီနေ့ကျမတို့ counseling မှာပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုလက်ခံပေးရမယ်ဆိုတော့ခံစားချက်အတိုင်းမိစိတ်ခံစားအတိုင်းအကုန်ရှောက်လုပ်လိုက်ကွာဆိုပြီးကျမတို့ကလက်လွတ်စပယ်လုပ်တဲ့ပုံစံမျိုးကိုကျမတို့ကပြောတာမဟုတ်ဘူး။ဝမ်းနေတယ်ကျမတို့ကဝမ်းနေတာကိုလက်ခံနိုင်တယ်ဒါပေမဲ့ဝမ်းနေလို့ကိုယ့်ဘဝကိုဆွန့်လွတ်လိုက်ဖို့မဟုတ်ဘူး။ဒေါရတွေတအားထွက်တယ်ဒေါရကိုအတိမတ်ပြုရမယ်ဒေါရထွက်နေတယ်ဆိုတော့ကိုသတိထားမိရမယ်ဒါပေမဲ့ဒီဒေါရကြောင့်မို့တစ်ဖက်လူကိုတခြားလူတွေကိုထိခိုက်စေဖို့လည်းမဟုတ်ဘူးကြောက်တော့ကိုကျမတို့ကသတိထားမိရမယ်ဘယ်အချိန်မှာဖြစ်လို့ငါကဒါကိုအဲ့လောက်ထိကြောက်နေရလဲဆိုတော့သတိထားမိရမယ်အဲ့တော့ကြောက်တိုင်းဒီຢာတွေကိုရှောင်ဖို့မဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့တော့ခံစားချက်ကိုလက်ခံတာနဲ့ခံစားတဲ့အတိုင်းလိုက်လုပ်တာကလည်းပုံစံမတူဘူးဆိုတာကိုလည်းဒီနေ့ကျမနားလည်စေချင်တယ်အဲ့ဒါကြောင့်မို့တော့ကျမခရစ်ယာန်တယောက်အနေနဲ့ပေါ့နော်ကျမအားနည်းခွင့်ရှိလားရှိပါတယ်ပေါ့နော်ဝမ်းနည်းခွင့်လည်းရှိပါတယ်ကြေကွဲခွင့်လည်းရှိပါတယ်စိတ်ပြက်ခွင့်လည်းရှိပါတယ်ကြောက်ဖို့လည်းရပါတယ်ပေါ့နော်ငါမသိဘူးလို့ပြောခွင့်လည်းရှိတယ်ငါနားမလဲတော့ဘူးဆိုပြီးမှလည်းပြောခွင့်ရှိပါတယ်အဲဒါကြောင့်မို့ပေါ့နော်တန်မာခြင်းဆိုတာကကြတော့ဘယ်တော့မှမကြိုးပဲ့ခြင်းမဟုတ်ဘူးပေါ့နော်တန်မာခြင်းဆိုတာကပေါ့နော်ငါအစင်မပြေဘူးလို့ကျွန်တော်ရိုးသားဆိုတာဖျားရှိမှဝန်ခံပြီးမှအဲ့ဒီနေရာကနေတဆင့်ပေါ့နော်ဖျားသခင်နဲ့စပြီးမှခြေလန်းလန်းခြင်းဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်မခွန်အားပေးချင်တာဖြစ်တယ်
ဒီနေ့ပေါ့နော်ဖရာသခင်ရဲ့မြတ်တာကျမတို့အသက်တာထဲမှာခံစားဖို့ရန်အတွက်ကျမတို့ကအဆင်ပြေပါတယ်ဆိုပြီးဖရာရှိမှဟန်ဆောင်နေဖို့မလိုအပ်ဘူးပေါ့နော်ဖရာသခင်ကကျမတို့ကိုအရင်ချစ်ခဲ့တဲ့ဖရာဖြစ်တယ်ပေါ့နော်ရှေးဦးစွာသူချစ်ခဲ့တဲ့ဖရာဖြစ်တဲ့အတွက်ကြောင့်မို့ it is okay အဆင်ပြေပါတယ်ပေါ့နော်ဖရာရှိမှမင်းအဆင်မပြေဘူးလို့ပြောရင်လည်းဖရာသခင်ကကျမတို့ကိုပြစ်သွားမဲ့ဖရာမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဦးစွာသူကကျမတို့ကိုအရင်ဆုံးချစ်ခဲ့လို့ဖြစ်တယ်ဆိုမှကျမဒီနေ့ခွန်အားပေးချင်တာဖြစ်တယ်ပေါ့နော်အယောက်ချင်းစီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ